ဆောင်းနေချင်တာကိုမနေရလို့စိတ်ကောင်း ဘယ်ဆောင် ခုရှင်ကြီးကျောင်းဆောင် ဩအဲ့ဒါဆိုစောင်းလေးကဝယ်ပြီးရမှာ အဖေရောလည်းဘာလို့ကြောက်ပြောနေရလဲအဖေရောလား ကျောင်းသူတွေကွာကျောင်းဆောင်ပြောတာကိုမင်းကလားရောင်းသွားတာ ဟုတ်ကဲ့ဘောလာဆောင်နေချင်တာလားဟောကပြောနေတာအဲ့ဒါမနေရလို့စိတ်ဆိုးနေတာဖြူလေးဟုတ်လား မင်းကိုကြည့်တယ်လေကိုကြည့်တော့မဟုတ်ကွာ အဖေလည်းတွေ့လို့ရှောက် ဦးလေးကျွန်တော်အေးစေးပါ အဖေလည်း ငွေကြီးရတော့ကျွန်တော်အနေနဲ့ပြစ်စကောင်းပါတယ်ဦးလေးကပြစ်စကောင်းတယ် ရတယ်ဦးလေးကျွန်တော်လုပ်ပေးရမှာဗောကျွန်တော်လုပ်ပေးရမှာ ကဲရောဦးလေးတုံးနေတာတော့ ဟေး စေးထိုးဗျာ ဟုတ်တလားအများကြီးလေ အော်ရတယ်မမြောက်ကိုတို့ကဒါအစ်စေးပါပြစ်စကောင်းတယ်ဒီကိုလည်းကိုပြစ်စကောင်းပါတယ်ဦးလေးဖရာတော်ကြောင်းတဲ့စေးထိုးဖို့နော်ဦးလေးချိုက်သုံးလိုက်ပါလူရင်းလည်းပြောနော်ဦးလေးနော်အဲ့ဒါကဦးလေးအတွက် တိုးတက်လိုက်ပြီ ဟုတ်လား ဒါကဖြူလေးအတွက် ဟာပါဆရာကြီး အားနာနေတာပြောတာပါသွားပြီလက်ထဲကိုခဏလေးတော့ချထားပါ အားနာဆရာကြီး ရပါတယ် ကိုလားတစ်ဖက်ကျော်လေးတောက်သွားပါလား ရပါတယ် ရင်တော့လည်းတောက်သေးတယ်မလား အရင်တော့တောက်သေးတယ်ဆိုအရင်တော့သေးတောက်တာကိုပြောလားမလို့အရင်တော့တောက်သေးတာအရင်တော့တောက်သွားတယ်မလား ဟေးလေရင်တော့တောက်တယ်လေနော် အေး ဟုတ်လေစိတ်ချမ်းသာတာနော်စိတ်ချမ်းသာတာတော့လူရင်းလည်းပြောဗျာ ဒါတကယ်လားယင် ဟောတကယ်ပြီလားပါဒါကဖြူလေးအဆောင်နေဖို့ ဟိုအေးမဝတာများပြီးကြောင်ပြီးပေးတာတော့မ မ ဟုတ် ဟုတ်ပါနော်အဲ့ဒါလေးဒီပတ်စံတော့ကျွန်တော်ဘဝမှာပြစ်စကောင်း တော့ကွာမင်းကြီးကောင်းတယ်ထင်းမှရောက်လိုက်တော့ဟော ခင်းရောက်ရမလို့ပါဘူးလေကျွန်တော်ကိုကြီးရမ်းစင်ပြေးနေတာ ဒီမှာစားသွားပါအောင်ရှင် ပြောချင်တာပြော ဟုတ်ကဲ့ ကျေးဇူးတင်တယ်ကွာ ဟုတ်ကဲ့ဝေးအဲ့ဆိုကျွန်တော်အလုပ်လေးရှိလို့ကျွန်တော်သွားလိုက်ပါမယ် အေး နော် ဟိုတော့တော့မလား သွားလိုက်ပါရပါတယ်မစားတော့ပါသွားမယ်နော်ဦးလေးရတယ်လည်းဝမ်းသာတယ်ဦးလေးသွားတော့မယ်ဒီလားဦးလေးနောက်မတွေ့ပါဘူးလေ အေး ဟောဦးလေးဟိုနောက်လည်းမကြမကြလာလဲမယ်နော်ကျတယ် အေးပါလာ ခုလာတော့လည်းစိတ်ချမ်းသာတယ်ဦးလေးဟာဝမ်းသာပါတယ်တွေ့ရသွားတော့မယ်ဦးလေးနော် အေးသွား ဟုတ်ကဲ့ဦးလေး အေး ကောင်းကောင်းလိုက်တာအဖေရဲ့တွေ့လား အေး တစင်းရတမီးတော့ပေါ့ ဦးလေးအမလေးအော်မသိမ်းပါနဲ့ပြန်မယူပါဘူးယူလေးဒီလိုဦးလေးရေအဓိကလာရင်ကိစ္စပြောဖို့မေ့သွားလို့ ဘာတော့ ဟုတ်ကဲ့ဦးလေးရဲ့သားမင်းသူကကျွန်တော်လွတ်လိုက်တာ ဟုတ်လား ဟုတ်တယ်ကျွန်တော်တကယ်ချင်းကကျွန်တော်ဦးလေးတို့စီကိုလွတ်လိုက်တာအမှန်တော့စာပေးခိုင်းလိုက်တာစာ စပေးခိုင်း ဦးလေးကိုစာပေးမလို့ ဖုန်းနဲ့ပြောလေရတာလေ ဦးလေးကခုရောက်နေတဲ့နေရာမှာဖုန်းလိုက်မမိဘူးနေဆက်မှာကျွန်တော်တကယ်နေရာကလွတ်ကောင်းနေတာအဲ့တော့ကျွန်တော်တေချာပေးလိုက်ပါတဲ့သူ့ဖေကိုကျွန်တော်တေချာသိမ်းလာတယ်ဦး အဲ့ရ တေချာသိမ်းတေချာသိမ်းလာတာပြောက်မှာကြောက်လို့ ဟောချက်သိလား တေချာသိမ်းလာခဲ့တာဦးလေး ယောက်ျားရဲ့စာပေးရတယ်လို့ကွာ ငင်းလေးနဲ့ဦးလေးကိုကျွန်တော်ကြိုက်နေတာ ဇန်းနဲ့ပြောလေရပါတယ် စာရုံ အမေညောင်းလွယ်နေ စိ သေး တ်ပြောင်းနေဟုတ်ကဲ့မလေးဦးလေး အေးငါစိတ်လူတွေစိတ်တွေလှုပ်ရှားနေတယ် ကဲအဲ့ဒါတော့မယ်ဦးလေးနော်နောက်မှပဲ AC ပေါ့အေးရတယ်လေ သမီးပဲတော့ဆက် တမိပဲကြိုက်ဦးလေးကကြိုးသိနေဒီလေးတတာโอเคတတာ ဟာကျေးဇူးတင်ပါတယ်ရှင်ဒီဆိုင်သွားအောင်နော် ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်ရတော့ကောင်း ဒီ တာ ဆိုင်သွားနော် သမီးလေး ရှင် ငါမစာပြီးဆိုစာဖတ်ရင်ဖားတယ် တော်ပါတပည့်ရဲ့အလက်ကားလူတွေစီကစာမဖတ်ချင်ပါဘူး အကျိုးကြောင့်လည်းသိအောင်ဖတ်ကြည့်ပါဦးသမီးရဲ့ ပြီးတော့ပဲဖတ်ပါလား ဟိုသမီးဖတ်ပြန်စမ်းပါအဖေပြန်လို့မကောင်းလို့ပါ ပြီးတော့လည်းအဖေပတ်ခိုင်းလို့ဖတ်တာနော် အေးပါ သမီးကဘာမှအားကိုးလို့ရတဲ့အကိုတွေစီကစာဖတ်ချင်တာမဟုတ် တို့ဖေဖေနဲ့ညီမလေးသိစရင်ဒါစာရေးလိုက်ပါတယ်ဒါခုရှိနေတဲ့နေရာကတယ်လီဖုန်းလိုင်းနေမမိလို့ဒါတငယ်ချင်းနဲ့စာရေးပြေးလိုက်တာပါပဲအကြောင်းကတော့ဖေဖေနဲ့ညီမလေး300အတွက်ဒါငွေပို့ပေးလိုက်တာပါဒါတငယ်ချင်းပေါ်လာနဲ့အတူဒီငွေတွေအားလုံးကဖေဖေသုံးဖို့ပါလိုရသုံးပါပဲဗျအဲ့ဒီကမှညီမလေးအဆောင်မှနေခြင်းနဲ့အဆောင်ကိုထားပေးလိုက်ပါဗျဒါပဲနော်ဖေချစ်တဲ့ဒါမင်းသူ ဘာလဲလို့သမီးရဲ့ အဖေ ဟေး ဒီငွေတွေကလေဟိုဥပေါ်လာပေးတာမဟုတ်ဘူး ဟမ်ဘယ်လိုဝေးရလဲ အဲ့ငွေတွေကလေကိုလေးပေးခိုင်းလိုက်တာတဲ့ ဟေး ဟုတ်တယ် ငါ
သားလေးပေးခိုင်းလိုက်တာ လောကနေပြီးတော့သူနဲ့လမ်းကြုံထည့်ပေးလိုက်တာဟာတဲ့ ဟာဒီကောင်တက်တယ်မဲ့ तू ပေးတယ်လို့ဘာလို့လဲငါသမီးလက်ကိုညှကင်သွားတယ်ကွာ ဟုတ်ပါသေနာကြီးနောက်တစ်ခါလာကြည့်ပါကြောပဲ ဘယ်သူတို့ကလဲကွာဒီချင်းအော်ဒီအချိန်ကိုတေချာလာခဲ့ပါလို့ပြောနေဘာလို့နောက်ကျနေရလဲမင်းတို့က ဟုတ်လေဝင်ရင်တိုင်းဝင်ထွက်ချင်တိုင်းထွက်လို့ရလဲတလန်းမှမရှိဘူးရချိန်နေတဲ့အချိန်မှာကြည်လာတယ်ကြားလေကွာပစ္စည်းထုတ်လိုက် ရောက်နေပစ္စည်းတွေထုတ်ခဲ့ကွာ ရောင်းလိုက် အမှန်ကန်နေကြီးပဲတေချာစစ်သွားကြိုင်းမှငွေရှင်းတယ် โอเคရှိုးလိုက်မယ် တေချာစစ်နော် နည်းနည်းတော့မှေးတော့မှာကွာဘာလို့ဘယ်တော့လိုက်နေရ ဘာတွေပြောနေလဲကွာ မဟုတ်ဘူးလေ အမှန်ကန်နေ အမှန်ကန်တယ်လို့မှေးတော့မှာကွာ နောက်တော့ပစ္စည်းရရှိသေးလားထပ်ထုတ်လိုက် ဒီတစ်ခါတော့ဒီလောက်ပဲယူလိုက်ကွာ ထပ်ရှာထားကွာငါအခုချက်ချင်းခေါ်မသွားသေးဘူးဆက်လီနဲ့တက်လာခေါ်မယ်တော့မင်းပစ္စည်းရှာထားလိုက်မနောက်တော့ဆက်လီလာခေါ်မယ် ငါတေချာချထားလိုက်မယ် โอเค โอเค 拿什么啊？ လာပြီဟဲ့ချိန်နေတော့နော် 嘿，安尼，你呀嘞，古前你啥弄你了嘛？ အေးလေ 你哈嘞， ဒီလိုရဲ့အချိန်ကလည်းမနေတော့ဘူးနေပေါင်းဟဲ့ဒီတို့ဒီချိန်ဘယ်သွားနေကြလဲပစ္စည်းကနဲတာမဟုတ်ဝယ်လာတာကြည့်လား shopping ထွက်လာတာ 小便团员那里，巴黎巴黎那把太平变啦啦不哈，俺家那老家的嘞， ဟဲ့ဘာတွေဝယ်လာလဲ ဩဒီမှာကြည့် ဟဲ့လာလိုက်တာ ငါကိုကြီးဝယ်ပေးလိုက်တာ 嘿，俺咯中山大，俺屋啊外边来家嘞， ဟဲ့ 不认得这一边咯， Oh my god အဲ့ဆိုမနေဘူးနေဘူးနော် 俺不哈，他那你吧，侬俺没吧没，你用几来嘞？အမြဲတမ်းညှောင်ကြည့်ညှောင်လာနေငါတို့လန်းလန်းဆန်းဆန်းတက်တက်ကြွကြွနေစမ်းမှာဟဲ့နေရလေ ဘယ်တော့ဖြစ်ဖြစ်လေကြည့်လိုက်အပူတယ်ရုပ်နဲ့ ဟဲ့ ငါနင်တို့လိုမှမဟုတ်တာ ဟော ငါမိသားစုမှာနင်တို့လိုပျော်လို့မရတဲ့အချိန်တွေပါကိုကြီးကြတော့လေမိမယူအိမ်မော်ကခွဲစင်းတော့ကိုလေးကြတော့လေအိမ်ကတ်တာမဟုတ်မိသားစုတန်ကိုကြက်ကြက်ခိုင်းအကျွေးတွေပက်လေဝိုင်းနေတဲ့ဖေဖေကိုကြည့်ပြီးငါဘလို့လို့ပျော်နိုင်ပါမလဲဟာ အမလေးမေးဖြူရဲ့နင်ကလေဒီမှာနင်လေအဲ့ဒီအချောင်းတွေကိုပဲတစ်ချိန်လုံးထိုင်ပြီးစဉ်းစားနေမယ်ဆိုရင်လေဒီမှာစပင်းတွေဖြူပြီးတော့ဖွာကြီးဖြစ်သွားလိမ့်မယ်ဟာနင်ကလေ ဟုတ်တယ်နော်ကျန်ငါတို့လိုမျိုးလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါနဲ့ပျော့ပျော့နေစမ်းပါဟာနေရလဲ အဲ့လေငါတို့ကြည်စမ်းဘလောက်လွတ်လပ်လဲဟုတ်ဘလောက်ပေါ့ပါလဲသွားချင်တဲ့နေရာသွားပြီးစားချင်တာစားမယ်လှုပ်ချင်တာလှုပ်မယ်ဝဲချင်တာဝဲမယ် တွေ့ချင်တဲ့လူနဲ့တွေ့တယ် ငါမှာအကျွေးတွေပက်လေဝိုင်းနေပါတယ်ဆိုမှပဲ ဟွန်းဟဲ့အေးဖြူနင်သားလေငါတို့နှစ်ယောက်နဲ့သာပေါင်းလိုက်စမ်းပါနင်ဘဝကြီးလေခုလောက်ပူလောက်ကတော့တာလေးโอเคသွားမယ် ဟုတ်တယ်နော်ဟဲ့နင့်ပုံစံနဲ့ဆိုရင်ငါတို့ထပ်တောင်ပို့အဆင်ပြေဦးမယ်နော် အေးဖြူနင်လေငါတို့နဲ့အတူလွတ်လပ်ပုတ်ပါတဲ့ဟိုးကဘာတစ်ချမ်းကိုလိုက်ချင်လိုက် ဘယ်တော့လဲ လာမဲ့ပတ် Sunday Okay